ရဲ့ချစ်တဲ့မိသက်ကြီးရေဒီမဲသီးမြို့မှာဆိုင်းရီမိုးကတယ်ဆိုလို့ဒါကျမတို့အရင်မိသားစုတွားကြည့်ကြတာဖြစ်ပါရဲ့ရှင်။အခါရှင်ညီမစိန်သေးမောင်တာလီဝေရန်ထက်တို့နဲ့တူပေါ့နော်။မဲသီးမြို့ရန်အောင်မြင်မြတ်စွာဘုရားဝဲပေါ့နော်။ဟာဒီလဝခမ်းမတွေမှာဆိုင်းရီမိုးအင်္ဂလိပ်လိုတရေမိညာစားကြတာဖြစ်ပါရဲ့။ခမ်းမကြီးရောက်ပါပြီရှင်။စိတ်ယုံတော့မဟုတ်ပါဘူးခမ်းမပေါ့နော်။ခမ်းမကြီးမှာကဆိုင်ရင်ကိုထွက်ပါပြီရှင်။ည7:00နာရီထိုးမှပဲထွက်ပါမယ်။ဒီမေဒီယာပြည်တက်ပြီးလေအပိချမ်းချမ်းမကြည့်လိုက်ကြမယ်။မင်းသားကိုစီးလို့ချတာပေါ့နော်။မင်းသမီးက10လက်မင်းသားအငယ်လေးက10လက်ပေါ့နော်။ပါပါလေဒီမှာကြည့်နေ။အားပေးကြပါဦးမေဒီမေဒီမြလာဇက်ဆိုဝါဒနာတော့မပါပါဘူးဒါပေမဲ့ကြည့်ပြပါလေဒီနေ့ခစ်စားနေလို့သွားကြည့်ကြတာပေါ့နော်ခင်မရအောင်ဒါတော့မင်းသားလေးတွေပေါ့နော်ကကြတာပါရှင်ကျမတော့ကျမအတီမင်းသားလေးကိုဖူလာပြီးဆွဲမန်းလို့ပေါ့နော်ခုစမှာကလည်းမင်းသားလေးတွေဒီမှာပါသွားတာတူလေးလည်းအားပေးရင်းနဲ့ပါဒါလေးဆွဲမန်းလေးပေါ့နော်ကိုရိုက်နိုင်တဲ့လောက်ကလေးကိုရိုက်ထားတာပေါ့လေဆေးရုံနဲ့ဒါလည်းဆေးရုံမို့တစ်ချက်ဆိုတာဖြစ်ပါရဲ့ရှင်မေကရစုရတာချကြပါလေကျမတို့ကလည်းဇက်ကိုတိတ်ပြီးတော့ဝါဒနာမပါတော့ခါကြတော့တညလုံးကြည့်မယ်ဆိုပြီးတော့မောင်းတင်သွားပြီမကြည့်ဖြစ်ပါဘူးဖြစ်ချင်တာလည်းပဲခဏတစ်ဖြုတ်ပဲပြန်လာတာပါဆိုင်ရင်မို့စုချရတာပါကိုလည်းသူတို့လိုပဲစုချမယ်ဆိုပြီးတော့လှုပ်ထားတာပါရှင်ဒါပေမဲ့မချဖြစ်တော့ပါဘူးအိတ်ချင်တာနဲ့ကိုယ့်ဘာသာကိုအဲ့ပစံနဲ့မုန်းဝယ်စားပြီးပြန်လာခဲ့ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါ